အားလုံးပဲမင်္ဂလာပါရှင်။နေ Audio Book Channel လေးမှာကြိုဆိုပါရရှင်။ခုနေ့ကျွန်မဖတ်ပြပေးမှာကတော့အမျိုးသားပညာဝန်ဆရာကြီးဦးဖိုးကြားဤကိုရွေဝိထုများစာအုပ်ထဲမှာ6ပြည့်ကင်းဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။တခါကရန်ကုန်မြို့ကြီးမြင့်တိုင်းအမျိုးသမီးကျောင်းစုပေးပွဲတွင်ငွေရိုက်ဗန်တိုက်ဘက်၌ကျွမ်းကျင်သောဥခင်အမည်ရှိသူကျွန်ုပ်၏မိတ်ဆွေသည်စကားပြောလေသည်သို့ပြောရာ၌6ပြည့်ကင်းဥပမာပုံတစ်ခုထည့်၍ပြောရာအလွန်မှတ်ဖွယ်ကောင်းလေသည်ထိုပုံ၏သဘောသွားအဓိပ္ပာယ်ပေါ်အောင်အောက်တွင်ရေးပြပါအံ့ရွာငယ်တစ်ခုတောင်ပိုင်းတွင်အမိအဖသမီးသား၄ဦးတို့နေထိုင်ကြရာ၎င်းတို့၄ဦးလုံးပင်မိမိတို့အပြစ်ကိုမမြင်တတ်သို့မဟုတ်မိမိအပြစ်ကိုဖုံးကွယ်ဖျောက်ဖျက်၍သူတစ်ပါးအပေါ်၌လွှဲချတတ်ကြ၏ထိုမြောက်ပိုင်းတွင်လည်းအမိအဖသမီးသားအခြား၄ဦးတို့နေထိုင်ကြရာမိမိအပြစ်ကိုဝန်ခံရန်ဝန်မလေးသည့်အပြင်သူတစ်ပါးအပြစ်ကိုပင်မိမိအပြစ်ပြု၍သူတစ်ပါးကိုနှစ်သိမ့်စေတတ်ကြ၏တောင်ပိုင်းတွင်သမီးသည်ရေအိုးစင်၌ရေတောက်ပြီးဖန်ခွက်ကိုအစွန်နားတွင်တင်ထားခဲ့၏နောက်မောင်ငယ်ကရေတောက်မည်ဟုဖန်ခွက်ကိုကင်လိုက်ရာအစွန်းနှင်ဖြစ်၍ချွတ်ချော်ကဖန်ခွက်ကျကွဲလေ၏သားကဟောဗျာဖန်ခွက်ကွဲသွားပြီကွဲမှာပေါ့မမကိုယ်တိုင်ကအင်မတန်ပေါ့ပေါ့ဆဆနိုင်တာဖန်ခွက်ကိုအတွင်းကြကြနေရာရောက်အောင်မထားခဲ့ဘူးကြည့်ပါလားဒီအစွန်ဖျားကလေးမှတင်ထားခဲ့တယ်ဒီကယူမဲလို့လောက်ယုံရှိသေးတယ်ကျသွားတာပေါ့မမရဲ့အပြစ်ပဲသိရလားဟူ၍မျက်စောင်းထိုး၍ပြောသည်သမီးကအော်ဟုတ်လားတဲတော်တဲ့မောင်ကလေးပဲမင်းပြာလောင်ခတ်လို့ပြီးမိမိရရမကိုင်းလို့ကြကွဲတာကိုငါ့ကိုအပြစ်ချသလားငါထားခဲ့တာဘာမှမဖြစ်ဘူးမင်းနတ်ပြလို့ကွဲရတာသိရလားထို့နောက်အလဲကန်းတွင်ထိုင်၍ဆေးလိပ်တောက်ခါနားထောင်ကြည့်ရှုနေသောအမိဘက်သို့လှည့်၍ဒီဖန်ခွက်ကိုကွဲရတာအမေလည်းအပြစ်မကင်းဘူးမနက်ကဥပစင်းလာလို့အမေကဗီဒီယိုထဲကဒီဖန်ခွက်ကိုထုတ်ပြီးရေကတ်တယ်ရေကတ်ပြီးသူ့နေရာကိုပြန်ရောက်အောင်မထားဘဲနဲ့ရေအိုးစင်မှာထားလို့ဖြစ်ရတာဒီဖန်ခွက်ဟာဧည့်သည်များဘုန်းကြီးများအတွက်တီးဖို့ကတ်ဖို့တတ်ထားတာအဲ့ဒါအမေကဘုန်းကြီးကိုကတ်ပြီးသူ့နေရာသူပြန်မထားလို့ဒီလိုကွဲရတာအမေလည်းအတော်ခက်တာပဲနှုတ်ခမ်းတလန်ပန်းတလန်နေပြောသည်ထိုအခါအမိကတဲတော်ကြတယ်ညီကအစွန်မှာတင်ခဲ့တယ်မောင်လုပ်တဲ့သူကနတ်သွားလို့တော့ကြကွဲတယ်ငါ့ကိုအပြစ်ချသလားကိုအသုံးမကြတာကိုမကြည့်ပဲသူများအပေါ်မှာအပြစ်ချတတ်ကြတယ်ညီတို့အမျိုးကိုကမကောင်းတာညီတို့မှာငါသားငါသမီးပေတဲ့ငါသွေးတစ်စက်အမှမပါဘူးညီအဖေသွေးကြီးပဲသိရလားခုဖန်ခွက်ကွဲရတာလဲညီအဖေဟာတရားခံအစ်စ်သိရလားငါကနှီးခွက်ချောဝယ်ခဲ့ပါလို့မှားလိုက်တယ်နှီးခွက်ကိုမဝယ်ခဲ့ပဲနဲ့ဖန်ခွက်ကိုမှဘိုးဆန်နဲ့ဆိုပြီးဝယ်ခဲ့တာကလားတကယ်တည်းဘိုးဆန်ကျင်လိုက်တာဘို့ရောက်ဖာလားဘို့ရောက်ခမလားမပြောတတ်တော့ပါဘူးဆို၍စောင့်ကြောင်ထိုင်ကစေးပေါ်လိတ်ကိုခက်ဆက်ဖွာပြီးတစ်ဖက်သို့မျက်နှာလွှဲနေသည်ထိုအခါခေါင်းရင်းကန်းတွင်ကွန်းစားနေသောအဖကငယ်ဆောင်ကြည့်တဲ့၍6ပြည့်ကင်းရဟန်းနာတွေရဟန်းမာတွေနဲ့ငါတွေ့ကြုံနေရတာဟာငါကုသိုလ်ထူးတာပဲတယောက်ကနေရာမှာပြန်မထားဘူးတယောက်ကအစွန်မှာတင်ခဲ့တယ်တယောက်ကကမြင်းတင်းသွားလုပ်တယ်ဒါနဲ့ဖန်ခွက်ကွဲရတာကိုငါဝယ်ခဲ့တဲ့လူကိုအပြစ်တင်သလားဒီလိုတင်မဲ့တင်ရင်ငါကိုကြည့်မတင်နဲ့ဟိုရောင်းလိုက်တဲ့ကလားကိုလည်းတင်အောင်ပြီးတော့ဖန်ခွက်လုပ်တဲ့ဟိုဘီလက်ကဘိုးကိုလည်းတင်အောင်ဒါမှတရားမှမတ်6ပြည့်ကင်းတို့ရဲ့ဘယ်နဲ့ဗျာချောမွမွေကြီးလင်းသုံးဆွဲကြပါစေလို့ဝယ်ခဲ့တာကိုပဲကိုရင်းပြောတာလို့နင်တို့လားနင်တို့လေဖုံးကြီးလို့တက်မရှိတက်ရှိလို့ဖုံးမကြီးဘူးဟဲ့နော်မှတ်ထားနင်တို့တရားအောင်မှမကောင်းဘူးသိရလားအိတ်တဟာတွေမစ္ဆက်လီတွေများလားများရဲ့ဒေါဘနာစေတသိက်တွေများလားများရဲ့နင်တို့တော့တန်တရားမလေးဒုစလိုက်ဗရပြစ်နဲ့မျောနေအောင်မှာငါမြေအောင်လိုက်လာတကွယ်ထရီအောင်မဲရှင်ကစာတန်ပေတန်နေလုံမနေပါနဲ့ဘိတကအုတ်ကွဲကြီးရဲ့ခတဲ့လူကဖြစ်သူသားနဲ့9တန်း6တန်းဖတ်စာကိုတောင်စလုံးပေါင်းပြီးဖတ်ရတဲ့လူကလာဟန်ကြီးပန်ကြီးပါဠိတွေပါနတ်တွေနဲ့သူ့ခေါ်တဲ့ဟာကလည်းတို့ကြားဘူးတာနဲ့မတူပါဘူးဟုတ်ပါရဲ့အဖေကလည်းအင်မတန်ကြွားကြတယ်ရဲစရာလည်းကောင်းတယ်စားလည်းမတက်ဖဲနဲ့ပါဠိတွေသုံးကျင်လိုက်တာပြီးလည်းမပြီးဘူးအိတ်တာမစ္စရိယဒေါမနတစေတသိက်တန်တရားဒုစရိုက်လို့ခေါ်မှမှန်တဲ့အဖေရဲ့သိရလား
မျက်နာကိုမော့မော့ထား၍ခက်ကြွားကြွားပြောသည်အဖကအေးပါလေဗျာခမရလိုတော့ဟိုဘက်ရွာပြားကရွှေမျက်မှန်နဲ့ဥပစင်းကလေးစီမှာကျုပ်ကတင်းညိုမတက်ရပဲကိုခမရလောက်တော့ဘဲပြီးမလဲဟုငေါ့လိုက်လေ၏တားကအစ်စ်ပဲမစာတက်တဲ့ဥစင်းကဆက်ဖြဲဖြဲနဲ့စာတက်ရတာတော်တော်ရဲ့နှစ်ယောက်သားဟားတိုင်နေတာကများတာပဲပြီးတော့လဲမကစာတက်သွားတာတဲ့လိမ့်လို့ဖီးလို့ကြော့နေတာပဲအမိကနို့မင်းကောအရွယ်နဲ့မလိုက်ပဲလူပြိုလောက်ရတာနဲ့အခုစောင်းမိုးဝဲကြတာ2နှစ်ရှိပြီမဟုတ်လားထိုခါသမီးကဟေ့မင်းတွေ့ကြရတယ်ရမ်းမပြောနဲ့ငါတားကအောင်မဲဘာပြုလို့မဟုတ်ရတယ်လဲဟိုတနေ့ကဘာလဲအလိုမဟုတ်တင်ညီကအကြောင်းကြီးပြက်လို့မလို့လားကဲညီအလုပ်တွေဖြတ်တော့ကြာရင်ထိုခါအဖေကဝင်၍နင်တို့ဟာတွေကြားရတာငါနားချက်လာတဲ့ဟဲဆို၍အိမ်မြင်သို့ထွက်သွားလေ၏ဤသို့လျင်သားမိသားဖ၄ယောက်ငေါ်လိုက်ဆောင်းလိုက်နှင့်6ပြည့်ကင်းဆက်ကိုခင်း၍နေကြလေသည်မြောက်ပိုင်းတွင်ကအထက်ကကဲ့သို့ဖန်ခွက်ကွဲသောဇက်ဖြစ်၏သို့ရာတွင်ကပြပုံပြောဆိုပုံစာသားတို့မှခြားနာ၏တားဖြစ်သူကအောင်မဲမရေဖန်ခွက်ကျွန်တော်ကြောင့်ကွဲသွားပြီကျွန်တော်ကမိမိရမကိုင်းလိုက်မိဘူးကျွန်တော်ကမဟန်ပါဘူးဗျာထိုခါသမီးကဟဲ့မောင်ကလေးရဲ့မင်းအပြစ်မဟုတ်ပါဘူးငါအပြစ်ကွယ်ငါအပြစ်ငါကအစွန်းမှာထားခဲ့မိတယ်မှန်မင်းဖယ်သန်းမင်းကိုဖန်ခွက်ကွဲတွေစုကုန်လိမ့်မယ်မကောက်ပြလိုက်အောင်မယ်ငါကိုကပေါ့ပါတကွဲဆို၍ဖန်ခွက်ကွဲတွေကိုကောက်၍မောင်ငယ်ကတပြက်စီးနေထဲ့စရာတို့ကိုယူပေး၍အနာကကုညီရန်စောင့်နေသည်အမိကဝင်တဲ့၍ဟဲ့မဲတင်ရဲ့ညီအပြစ်မဟုတ်ဘူးငါအပြစ်ငါအပြစ်သိရလားဖုန်းကြီးကိုရေကပ်ပြီးဖန်ခွက်ကိုဗီဒီယိုထဲပြန်မထည့်မိဘူးငါကလည်းမေ့တဲ့ရောတဲ့လိုက်တာလွန်ရောဟေးကဲကွဲတာပေါ့ကွဲရင်အစ်ရတာပေါ့ဟုပြုံးရယ်၍ပြောလိုက်လေသည်ထိုအခါခေါင်းရင်း၌စားကြည့်နေသောအဖဖြစ်သူကလည်းစာအုပ်ကိုချ၍ဟေ့ဒီမှာငါသားဟာနမောနမက်မဟုတ်ဘူးငါသမီးလည်းသတိကောင်းတာပဲညီကလည်းမအားလို့ပြန်မထားဖြစ်တာအပြစ်မူလကငါဖြစ်တယ်ထိရင်ကြရင်မခန်းနဲ့ဖန်ခွက်ကိုဝဲခဲ့မိတာကိုကွကိုင်ဘာမှပြောမနေနဲ့ငါစေးလိုက်ဖို့တဲ့ကစားပြီးငါနှီးခွက်အသေးဝဲခြင်းမဲဟိုမဲညိုတို့ဆိုင်မှာအစ်စ်တွေရောက်နေတယ်ဆို၍နှီးခွက်ဝဲထွက်သွားလေ၏တောင်မိုင်း6ပြည့်ကင်းဆက်တွင်သားမိသားဖာတို့မှမကြေမချမ်းမသိမမြတ်တယောက်ကိုတယောက်ဆောင်၍နေကြသည်တနေ့မဟုတ်နေ့စဉ်လိုပင်တယောက်ပေါ်တယောက်အပြစ်ချနေကြ၍မကြည်မသာမချမ်းမသာဖြစ်ကြရကုန်၏ဤသို့မကြည်မသာဖြစ်နေရခြင်း၏အပြစ်တို့ကများလာစွာ၏ထမင်းဟင်းမင်းကောင်းကောင်းမကြက်မနက်ကြက်နက်ပါလဲအရသာအစီငေါ်မတဲတဲ့ပြန်မှလဲစားတော့၍မကောင်းဝမ်းနဲ့ရောက်တော့လဲအစာမကြေမအီမသာမကြမ်းမမာခြင်းအသက်တိုခြင်းလျင်အဆုံးရှိ၏စီးပွားရေးဘက်ကလည်းထို့သို့မကြည်မလင်ရှိလေသဖြင့်အလုတ်အကိုင်းအကြံအစီအထမမြောက်တတ်ချေတယောက်နေတယောက်ဆောင်းနေလေသဖြင့်တိုင်မင်းမပြုတ်ရအကြံကောင်းညံကောင်းမထွက်ပေါ်ရကြံစီပြုတ်လို့လေသမျှ၌လည်းချိုယွန်းပြက်ချော်၍အကျိုးရုပ်တီကများရလေတော့သည်ဤသို့လျင်6ပြည့်ကင်းလှုပ်ချင်ကြ၍စီးပွားရေးကို၎င်းကျန်းမာရေးကို၎င်းကိုစိတ်နှဖျားချမ်းသာရေးကို၎င်းများစွာထိခိုက်လေသည်ထို6ပြည့်ကင်းဇာသမားတို့မကြမီပင်ပျက်စီးပြိုကွဲဆုံးရှုံးပျောက်ပြက်ကုန်လေပြီဟုကြားရလျင်ကျွန်ုပ်တို့အံ့ဩကြမည်မဟုတ်ချေမြောက်ပိုင်း6ပြည့်ကင်းဇက်ဤအကျိုးကတောင်ပိုင်း6ပြည့်ကင်းဇက်ဤအပြန်ဖြစ်၏ထမင်းဟင်းကြက်နက်အဆက်တဲ့အရသာဩဇာပေါ်အစာကြေကျမ်းမာတက်ရှိ၏စီးပွားရေးဘက်ကလည်းအရာရာချုံးမွေလေရ၏ကုသိုလ်ကံအလှမသိ၍ကျွယ်ပိုးကျွယ်ဝမရှိဥစ္စာချို့တဲ့စေအောင်တယောက်နဲ့တယောက်ကျင့်တဲ့ချစ်ခင်စွာကြည်ကြည်သာသာပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းသာသာရှိကြမည်ကမလွဲသည်လောကနိဗ္ဗာန်ကိုရနေသည်ဆိုနာ၏လောကနိဗ္ဗာန်ကိုရသောလောကုတ္တရာနိဗ္ဗာန်သည်လည်းဝေးသည်မဟုတ်တော့ချေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်